မြတ်စွာဘုရားဟောကြားတဲ့အဆုံးအမတရားတော်တွေတဲ့အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်လူတိုင်းဟာမိမိတို့အတိုင်းဒါအရာကြီးပွားတိုးတက်ကြမှာဖြစ်တယ်။အားကြောင့်လို့ဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ဟာအကျဉ်းတရားကိုအခြေခံထားပြီးတော့အသိပညာတရားနဲ့ဟောတာဖြစ်သောကြောင့်လွယ်မှားမှုမရှိဘူး။ဒါကြောင့်မို့ဘုရားဘာသာဝင်တွေသိကြတဲ့တရားကုံတော်6ပါးဆိုတဲ့ထဲမှာသွားခါတော်ဘဂဝတဓမ္မောမြတ်စွာဘုရားကဓမ္မကိုဟောတဲ့အခါမှာလွယ်မှားတာတခုမှမရှိစေရဘူးအတိအကျအမှန်ကန်ပဲဟောတာဖြစ်တယ်မှန်ကန်မှုဆိုတာလောကမှာသူ့တဘာဝအတိုင်းရှိနေတာဖြစ်တယ်လွယ်မှားမှုကထုတ်ဖော်ပြောဆိုသူရဲ့လွယ်မှားမှုသာဖြစ်တယ်တရားဓမ္မဆိုတာလွယ်မှားတာမရှိဘူးလို့ပြောတဘာဝတရားကြီးဟာသူ့ဘာသူအကြောင်းနဲ့အကျိုးနဲ့ဆက်သွယ်နေတာသာဖြစ်တယ်တဘာဝတရားနဲ့နေထိုင်ကြတဲ့လူသားတွေရဲ့အသိဉာဏ်မလုံလောက်မှုကြောင့်တဘာဝတရားကိုဆန်းကျင်တာလုပ်လို့ရှိရင်တော့လွယ်မှားမှုတွေကြုံရတတ်တယ်ပေါ့တဘာဝတရားဆိုတာစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ထင်ရှားတာတခုပြောရမယ်ဆိုရင်မိရဲ့တဘာဝဟာပူတယ်ဆွဲလောင်တဲ့နေရာကိုဖြတ်စည်းပြတတ်တယ်ပူတယ်လောင်တယ်ပေါ့ဘယ်ခေတ်ကမိပဲဖြစ်ဖြစ်ပူခြင်းလောင်ခြင်းဆိုတဲ့သဘာဝတရားရှိတယ်အဲ့ဒီပူတတ်လောင်တတ်တဲ့သဘာဝတရားကိုအစင်ချင်းကင်းမဲ့စွာတွားရောက်ကိုင်းတယ်မဲ့ဆိုရင်ပူခြင်းနဲ့လောင်ခံရခြင်းဆိုဖြစ်မှာလောကမှာပြောင်းလဲလို့မရနိုင်တဲ့သဘာဝတရားကြီးတွေရှိနေတာဖြစ်တယ်အကြောင်းနဲ့အကျိုးအကောင်းနဲ့အဆိုးဆိုတာသူ့ဘာသူတွဲဖက်ပြီးတော့နေတာအဲ့ဒီသဘာဝတရားရဲ့အနေအထားကိုသိတဲ့ပုဂ္ဂိုလ်ဟာမကောင်းတဲ့သဘာဝတရားကိုဖယ်ရှားပြီးကောင်းတဲ့သဘာဝတရားကိုကိုယ်ရင်ထဲနှလုံးထဲမှာဖြစ်အောင်လုပ်နိုင်ပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာလူတော်လူကောင်းဖြစ်လာလူတော်လူကောင်းဖြစ်ပြီးကောင်းကျိုးချမ်းသာတွေရရှိလာတာဖြစ်တယ်အဲ့တော့ဘယ်အရာကအရေးကြီးဆုံးလဲလို့ဆိုလို့ရှိရင်အသိပညာဟာအရေးကြီးဆုံးပဲဖြစ်တယ်အဲ့ဒီအသိပညာရဲ့အခြေခံကတော့သီလပဲဖြစ်တယ်ကိုချင်းသီလနဲ့အသိပညာဒီနှစ်ရပ်ပေါင်းစပ်ထားမယ်ဆိုရင်အရာရာမှာအောင်မြင်မှုကိုရနိုင်တယ်လို့လူတွေရဲ့အကောင်းဆုံးအရေးချင်းနှစ်ရပ်လို့ပြောရမယ်ဆိုရင်သီလနဲ့ပညာသာဖြစ်တယ်ပေါ့တခြားအရေးချင်းတွေမလိုအပ်ဘူးလားဆိုလိုအပ်တယ်သို့တော့တခြားအရေးချင်းတွေဟာလိုအပ်ချက်အနေနဲ့သာပါဝင်တာဖြစ်တာအရေးကြီးတဲ့အနေနဲ့ပါဝင်တာဖြစ်တာမဟုတ်ဒါမို့အရေးကြီးဆုံးအရေးချင်းနှစ်ရပ်ကိုပြောပါဆိုလို့ရှိရင်ကိုချင်းသီလနဲ့ပညာဟာအရေးကြီးဆုံးပဲမြတ်စွာဘုရားကမိန့်ကြားတဲ့အခါဘာကြောင့်ဒီနှစ်ခုဟာအရေးကြီးလဲလို့ဆိုသီလနဲ့မှအသိပညာဟာအယောင်ထွက်တယ်ပညာနဲ့မှအသိပညာဟာလည်းပဲပြည့်စုံတယ်လို့ဒီနှစ်ခုပါဠိစကားလုံးမှာသီလပရိဒေါတာပညာတဲ့ပညာကိုသီလနဲ့အယောင်တင်ပေးရမယ်လို့သူဆိုလို့တယ်ဟောပရိဒေါတာဆိုတာစေကြောတန့်စင်အင်္ဂလိပ်လို purify ဆိုတဲ့စကားလုံးပေါ့နော်သီလနဲ့ပညာကိုစေကြောတန့်စင် purify လုပ်ရမယ်လို့ဆိုလို့တခါပညာပရိဒေါတံသီလ
ပညာနဲ့သီလကိုတခါဆေးကြောရမယ်အယောင်တင်ရမယ်လို့ဆိုလို့အဲ့ဒီအရေးချင်းနှစ်ရဟာရှင်တွဲလာပြီးတော့လူတွေရဲ့တဏ္ဍာမှာအတိုင်းတာတစ်ခုရောက်တည်ထီအောင်ပြည့်စုံလာမယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာဘဝမှာဘယ်တော့မှအောက်တန်းနောက်တန်းကျသွားမှာမဟုတ်ဘူးကိုကျင့်သီလဘက်ကလည်းအစင်းမြင့်တယ်အသိပညာဘက်ကလည်းအစင်းမြင့်တယ်ကိုကျင့်သီလတော့ကောင်းမှရဲ့ပညာမရှိဘူးဆိုပြန်တော့လွယ်မှားမှုတွေနဲ့ကြုံရတတ်ပြန်ပညာတော့ရှိတယ်ကိုကျင့်တရားမကောင်းဘူးဆိုတဲ့အခါကျတော့ကောက်ချစ်စင်လဲတဲ့လူဖြစ်သွားတတ်တယ်အဲ့တော့ပညာကအမှားအမှန်ကိုသိပြီးလမ်းကြောင်းဖြောင်းအောင်ထိမ့်ပေးတာပဲဖြစ်တယ်သီလကကိုကျင့်တရားကိုသိက္ခာကိုထိမ့်သိမ်းတာဖြစ်တယ်အဲ့ဒီနှစ်ခုပေါင်းစပ်လိုက်ပြီးဆိုရင်သူဟာကောင်းအထက်တန်းတစ်ယောက်ရောက်သွားနိုင်တယ်တဘာဝတရားတစ်ခုစဉ်းစားကြည့်ပေါ့လမ်းပေါ်မှာကားမောင်းနေတယ် highway မှာကားမောင်းနေတယ်ဆိုရင် speed ရှိတယ်ထိန်းကြောင်းတဲ့ steering ရှိတယ်ဒီနှစ်ခုဟာကိုထိန်းနိုင်တဲ့အတိုင်းအတာကားကိုထိန်းနိုင်တဲ့အတိုင်းအတာထိအောင် speed တင်ပြီးမောင်းမယ်လမ်းကလည်းဖြောင်ဖြူးတယ်ဆိုလို့ရှိရင်အနေမရှိဘူးကဲပြီးထိန်းနိုင်တဲ့အတိုင်းအတာတဲ့လွန်ပြီးတော့ speed ကိုတင်းမယ်ဆိုလို့ရှိရင်ဒီလိုကဒုက္ခရောက်သွားနိုင်တယ်ထို့တူပဲသီလနဲ့ပညာဟာလည်းပဲတစ်ခုနဲ့တစ်ခုပြန်လည်ထိန်းကျောင်းပြီးတော့ဘဝလမ်းကြောင်းကိုသွားရမှာဖြစ်တယ်ကားမောင်းလို့ပဲထိန်းကျောင်းပြီးတော့ကိုယ့်ဘဝကိုယ်သွားတဲ့လမ်းဖြောင်းတန်းအောင်လုပ်ပညာနဲ့သွားမဲ့နေရာကိုစဉ်းကျင်စဉ်းစားတယ်သီလနဲ့ကိုယ်ကျင့်တရားကိုထိန်းတယ်ဆိုဒီနှစ်ခုဟာတစ်ခုနဲ့တစ်ခုပြန်လည်ထိန်းကျောင်းပြီးလိုရာစခန်းကိုရောက်နိုင်တာဖြစ်တယ်။ဒါကြောင့်မြတ်စွာဘုရားကဆုံးမတယ်သီလရှိမှပညာရှိနိုင်တယ်ပညာရှိမှသီလရှိနိုင်တယ်ဒီနှစ်ခုကပေါင်းစပ်နေတာဖြစ်တယ်။သီလမရှိဘဲနဲ့ပညာရှိလို့မရဘူးလားလို့ဆိုတာအဲ့ဒါပညာအစစ်မဟုတ်ဘူးပေါ့နော်။ပညာအစစ်မဟုတ်လောကလူတွေကပညာဆိုတဲ့သဘောတရားကျေပြန့်နေတော့ဒီသင်ယူထားတဲ့အကြောင်းအရာတွေကိုပဲပညာလို့သတ်မှတ်နေကြတယ်အဲ့ဒါတွေကဥပမာမယ်အဲစဉ်ကစပြီးကြောင်းနေပြီးသင်ယူကြတယ်ဘာသင်တာတော့ဆိုပညာသင်တယ်လို့ပြောတာတကယ်ကတော့အဲ့ဒါ subject matter သုတလို့ခေါ်တယ်နော်ပညာလို့မခေါ်သေးဘူးသုတလို့ပဲခေါ်တယ်သုတဆိုတာနားထောင်ထားတဲ့အကြောင်းအရာများတာဖြစ်တယ်အဲ့ဒီပုံမှာစဉ်းစားပြီးသိရှိနားလည်သဘောပေါက်တာမှပညာလို့ဆိုလို့တယ်အနုမို့ဆိုရင်သုတကိုသာပညာခေါ်မယ်ဆိုလို့ရှိရင်သင်ယူထားတဲ့အကြောင်းအရာများရှိလေသူကပညာတတ်လေလို့ဒီလိုဖြစ်မှာမဟုတ်ဘူးလူမှာစာတွေးလက်တွေးဆိုတာနှမျိုးရှိတယ်သုတဆိုတာပြောမယ်ဆိုရင်စာတွေးပေါ့အကြောင်းအရာတွေတွေးရှိထားတော့လည်းပဲဆင်ញင်သုံးသပ်မှုပညာအားနည်းလို့ရှင်လွဲမှားသွားတယ်နော်ဆရာဝန်တွေဟာသုတအနေနဲ့သင်ယူထားကြတယ်လှုပ်ဆောင်တဲ့အခါမှာလွဲမှားသွားတာရှိတယ်အင်ဂျင်နီယာတွေလည်းသုတအနေနဲ့ရှိတယ်လှုပ်ဆောင်တဲ့နေရာမှာလွဲမှားမှုတွေဖြစ်တယ်ဘာကြောင့်လို့ဆိုအတွေ့အကြုံ experience ဆိုတဲ့အဲ့ဒီ experience ကရတဲ့ပညာမျိုးမဟုတ်သေးလို့ပဲဖြစ်တယ်ပေါ့အဲ့တော့ပညာဆိုတာကြတော့အတွေ့အကြုံနဲ့ရင့်ကျက်လာတဲ့ပုဂ္ဂိုလ်တွေဟာအမှားယွင်းနဲသွားတယ်လို့သူဆိုတယ်ဒါကြောင့်မို့သုတနဲ့ပညာကိုလည်းကွက်ပြားခြားနားစွာသိရှိနားလည်ပြီးမိမိတို့ရဲ့သုတကိုပညာအဖြစ်ပြောင်းလဲနိုင်အောင်
ဆင်ញင်တုံဆင်ញင်စဉ်းစားသုံးသပ်ပြီးလက်တွေ့ဖော်ဆောင်တတ်ရမှာဖြစ်တယ်အဲ့လိုမဟုတ်လို့ရှိရင်တုဒ္ဒဟာတုဒ္ဒအဆင့်မှာပဲပျောက်ကွယ်သွားပြီးတော့ပညာအဆင့်ရောက်မလာဘူးဖြစ်တယ်ပေါ့တုဒ္ဒနဲ့ပညာ subject matter နဲ့ wisdom ဒီနှစ်ခုအဲ့ဒီနှစ်ခုပေါင်းစပ်တာဒါကြောင့်မို့အဲ့ဒီပညာရက်ကိုအရှိန်တက်ဖို့ဆိုတာကိုယ်ချင်းတရားနဲ့ပြန်ထိန်ရမှာဖြစ်တယ်ကိုယ်ချင်းတရားနဲ့မထိန်နိုင်ဘူးဆိုရင်အသိပညာအားနဲ့ရောပါသွားပြီနောက်ဆုံးမှာကိုယ်ချင်းတရားပြပြတဲ့လူဟာနလဘိန်းတို့ဘဝရောက်သွားတယ်ဆိုတာလောကမှာတာရကတွေမရှာပါဘူးကိုယ်ချင်းတရားပြပြသွားတဲ့ပုဂ္ဂိုလ်တစ်ခုရဲ့ကြာဆုံးသွားမှုဟာထင်ရှားတာပဲအဲ့တော့ဘလောက်ပဲပညာတတ်ခဲ့ကိုချင်းတရားမထိန်တဲ့လူတယောက်ဟာလမ်းမော်ရောက်သွားတာပဲခုခေတ်စကားနဲ့ပြောရင်မြောင်းနဲ့ရောက်သွားပြီပေါ့နော်ကိုချင်းတရားထိန်ပြီးတော့အသိပညာလည်းတတ်တယ်ကိုချင်းတရားလည်းကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာတလူလူနဲ့တိုးတက်ချီးပွားလာတာဖြစ်တယ်တိုးတက်ချီးပွားချမ်းသာချီးပွားအကြောင်းတရားများကိုမြတ်စွာဘုရားကဟောကြားဆုံးမခဲ့တာဖြစ်တယ်အဲ့ဒီအတိုင်းဆောင်ရွက်လုပ်ကိုင်နိုင်မယ်ဆိုရင်အချိန်အခါပြည့်ပြည့်စုံလာတဲ့အခါလူတိုင်းပဲမှန်ကန်တဲ့လမ်းကြောင်းကရှောက်မယ်ဆိုရင်ချမ်းသာကြွယ်ဝလာလမ်းကြောင်းမှန်ဖို့ပေါ်တော့တယ်ရွှေကုံဖရာပေါ်သွားဖို့ဥတည်လာတဲ့ပုဂ္ဂိုလ်တိုင်းဟာရွှေကုံဖရာရောက်နိုင်တဲ့လမ်းကြောင်းပေါ်ကိုရှောက်ရင်အနှေးနဲ့အမြန်ရောက်သွားကြမှာပဲဘယ်သူပဲဖြစ်မှန်လျှောက်သွားလို့ရှိရင်ရောက်သွားမှာဆိုတာသိကြသို့တော့လမ်းကြောင်းမှန်ဖို့လိုတယ်နောက်ပြန်မသွားဖို့လိုတယ်ပေါ့အဲ့ဒါလိုပဲမြတ်စွာဘုရားရဲ့အဆုံးအမလမ်းကြောင်းပေါ်ရှောက်လန်းတဲ့အခါမှာထက်တန်လုံလဝိရိယနဲ့လိုက်နာကျင့်သုံးဖို့လိုတယ်ပြောင်းပြန်မလျှောက်ဖို့လိုတယ်ပေါ့ပြောင်းပြန်လျှောက်ရင်လည်းစခန်းကိုရောက်မှာမဟုတ်ဘူးလမ်းကြောင်းလွဲမှာလို့ရှိရင်လည်းလမ်းမော်ရွှေကုံဘုရားကိုရောက်မှာမဟုတ်ဘူးအဲ့ဒီတိုင်းပဲကိုလိုချင်တဲ့စခန်းကိုရောက်ဖို့အတွက်ဖြောင့်မှန်တဲ့လမ်းကြောင်းလျှောက်ပြီးတော့တဲ့မတ်ဥတည်သွားဖို့လိုအပ်တယ်လို့ဆိုအဲ့တော့မြတ်စွာဘုရားကတမ္ပတ္တိလို့ခေါ်တဲ့ပြည့်စုံအောင်မြင်ခြင်းတမ္ပတ္တိဆိုတာအကြောင်းတရားတွေပြည့်စုံရင်အကျိုးတရားတွေလည်းပြည့်စုံလာsuccess လို့အင်္ဂလိပ်လိုဘာသာပြန်တယ် means of success means of accomplishment အောင်မြင်မှုရဲ့လမ်းကြောင်းတွေဘာတွေရှိလဲအဲ့ဒီအောင်မြင်မှုလမ်းကြောင်းတွေဘာအတွက်လဲဆိုတာစဉ်းကျင်စဉ်းစားကြည့်ကြရအောင်ဘုန်းကြီးတို့ကိုမေခွန်းထုတ်ကြည့်ရမယ်မေခွန်းထုတ်တာအများကြီးပဲမထုတ်ပဲနဲ့အနှစ်ချုပ်ကိုထုတ်ကြည့်လိုက်မင်းလူဘဝရလာတဲ့အခါမှာပစ္စည်းဥစ္စာပေါ်များနဲ့ကျွဲဝချမ်းသာခြင်းသလားလူများစုကိုဒီမေခွန်းမေးခြင်းပစ္စည်းဥစ္စာပေါ်များချမ်းသာခြင်းသလားဆိုတာဒီမေခွန်းကိုချမ်းသာခြင်းပါတယ်လို့ဖြေမဲ့အဖြေတွေဟာအများဖြစ်နိုင်တယ်ပစ္စည်းဥစ္စာပေါ်များကျွယ်ဝချမ်းသာမှုကိုလိုလားပါသလားဆိုလိုလားတဲ့ပုဂ္ဂိုလ်တွေကြီးပဲဖြစ်အဲ့ဒါလူတွေရဲ့ဆန္ဒတစ်ခုအေးလိုလားလို့ရောတစ်ဖက်ကစဉ်းစားကြည့်လူတိုင်းချမ်းသာခြင်းနဲ့ဒါပေမဲ့လူတိုင်းချမ်းသာရဲ့လားမချမ်းသာလက်တဆုပ်စာလူအနည်းစုသာချမ်းသာကြွယ်ဝကြဆင်းရဲတဲ့လူကပုံများတယ်ဆင်းရဲတဲ့လူကပုံများကဘာမှာဆိုလို့ရှိရင်8 ယောက်1 ယောက်ဟာထမင်းဝအောင်မစားနိုင်ကြဘူးကဘာလူဦးရေဒါကြောင့်မို့ဆင်းရဲတဲ့လူကများနေတယ်အဲ့လိုဆင်းရဲတဲ့လူတွေများနေတာဘာကြောင့်လဲအကြောင်းရှာလူတိုင်းဟာမိခွန်းထုတ်လို့ရှိရင်ချမ်းသာကြွယ်ဝခြင်းရတယ်အချို့သောပုဂ္ဂိုလ်များသာအနည်းငယ်သောပုဂ္ဂိုလ်များသာချမ်းသာကြွယ်ဝပြီးအများစုကရုန်းကန်နေရဆဲပဲဘာကြောင့်လဲအဖြေတစ်ခုထုတ်အောင်ဖြစ်တယ်နောက်တစ်ခုကချမ်းသာပြီးတဲ့လူတွေဟာ
ဒုတိယမျောလင်းချက်လို့ပြောရမယ်မျောလင်းချက်ကဘာလို့ဆိုလူဘဝလူအတိုင်းဝိုင်းထဲမှာခုံသိက္ခာရှိခြင်းချမ်းသာပြီးတော့လူမသိသူမသိလူရမဝင်တဲ့ဘဝမျိုးလေလူတွေကမလိုလားကြဘူးချမ်းသာပြီးရင်လူလောကအတိုင်းဝိုင်းထဲမှာခုံသိက္ခာရှိနေခြင်းတယ်ဒါဒုတိယမျောလင်းချက်ပဲပထမမျောလင်းချက်ကပိုကြီးမားတယ်ပထမမျောလင်းချက်ပြည့်လာတဲ့ပုဂ္ဂိုလ်တွေကဒုတိယမျောလင်းချက်ရခုံသိက္ခာရှိနေခြင်းသလားအရှိန်စောကင်းမဲ့ပြီးတော့လူမသိသူမသိလူတကာမလေးစားတဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းသလားဆိုဂုဏ်သိက္ခာရှိပဲနေခြင်းညာအလုံးဂုဏ်သိက္ခာရှိနေခြင်းဟုတ်ပြီချမ်းသာကြွယ်ဝတယ်ဂုဏ်သိက္ခာရှိတယ်အဲ့ဒါနှစ်ခုပြည့်စုံတဲ့အခါမှာဘာလို့ခြင်းလာပြန်လို့ဆိုချမ်းသာခြင်းနဲ့အသက်ရှိခြင်းအေးပစ္စည်းဥစ္စာတွေတော့ပေါ်များပါရဲ့ဂုဏ်သိက္ခာရှိပြီးလူတွေရဲ့လေးစားမှုလည်းရှိပါတယ်လူကမချမ်းမမာဘူးဆိုရင်လိုအပ်ချက်တစ်ခုဖြစ်နေပြန်မချမ်းမမာဘူးဆိုလို့ရှိရင်ရှားထားတဲ့စိစိမ်ဥစ္စာတွေဟာအဓိပ္ပာယ်ကင်းမဲ့တယ်လို့ဖြစ်တယ်ဒါကြောင့်တတ္တိယလူတွေရဲ့ဆန္ဒကတော့ချမ်းသာခြင်းနဲ့အသက်ရှိခြင်းနဲ့ဒါကြောင့်မို့လူတွေဟာအသက်ရှိပါစေချမ်းသာပါစေနဲ့ဘာသာတိုင်းလူမျိုးတိုင်းကဒါကိုဆုတောင်းနေကြနော်ဆုတောင်းတာလူတွေရဲ့ဆန္ဒချမ်းသာပါစေအသက်ရှိပါစေဒါကိုအဓိကထားပြီးတော့ဆုတောင်းနေကြတာဖြစ်တယ်အဲ့တော့လူတွေရဲ့ဆန္ဒဒီဘဝမှာနံပါတ်1ချမ်းသာကြွယ်ဝခြင်းနဲ့နံပါတ်2ဂုဏ်သိက္ခာရှိနေခြင်းနဲ့နံပါတ်3ကျမ်းမာပြီးတော့အသက်ရှိခြင်းနဲ့ဆိုဒီအချက်3ချက်ပြည့်သွားရင်လူဘဝတစ်ခုမှာလုံလောက်တဲ့အတိုင်းအတာတစ်ခုကိုရရှိထားခြင်းမှာဖြစ်တယ်အဲ့ဒီအတိုင်းအတာရရှိပြီးတဲ့နောက်မှာမျောလင်းချက်ကုံဆုံးသွားပါလားဆိုမကုံသေးဘူးဘာမျောလင်းကြတော့ဆိုရင်လူတိုင်းဟာသိနေကြတယ်သက်ကြီးလာလို့ရှိရင်တို့ဘဝဆိုတာထာဝရမဟုတ်ဘူးနောက်ဆုံးတစ်နေ့ကျတော့သိဆုံးကြမှာပဲဖြစ်တယ်အသေးပြီးဒီအခြားမဲ့၌နောက်ဘဝမှာကောင်းရသူဒီဘုံရောက်ဖို့ဆိုမျှော်လင့်ကြပြန်တယ်ပေါ့အဲ့တော့နောက်ဘဝကောင်းရသူဒီဘုံရောက်ချင်တယ်ဆိုတဲ့ဆန္ဒဟာနောက်ဆုံးဆန္ဒလေးတစ်ခုပဲလို့သူတို့ဆိုတယ်အဲ့တော့လူဘဝမှာလူတိုင်းရချင်တဲ့ညှို့မှန်းချက်ကြီး၄ရပ်ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝခြင်းနဲ့ဂုဏ်သိက္ခာရှိနေခြင်းနဲ့ကျမ်းမာ၍အသက်ရှင်ရှိခြင်းနဲ့သေတဲ့နောက်မှာကောင်းရသူဒီဘုံရောက်ခြင်းနဲ့ဆိုတဲ့ဒီလူသားတိုင်းရဲ့လူအင်ဆန္ဒဒီလူအင်ဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အကြောင်းတရားရှိသလားဆိုတော့မြတ်စွာဘုရားကိုယ်တိုင်ကအဲ့ဒီလူချင်းဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အကြောင်းတရားဟာ၄မျိုးရှိတယ်လို့ဟောထားတယ်နော်၄မျိုးရှိတယ်အဲ့ဒီ၄မျိုးကဘာလဲလို့ဆိုရင်နံပါတ်1ကတတ္ထာဆိုတာယုံကြည်မှုလို့ဘာသာပြန်တယ်အင်္ဂလိပ်လို confidence လို့ခေါ်တာအဲ့တော့ယုံကြည်မှုဆိုတာဘာကိုယုံကြည်တာလဲဆိုရင်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်ရမယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တတ်တယ်ဆိုတဲ့အကောင်းအဆိုးအကြောင်းအကျိုးပေါ်မှာယုံကြည်တာနောက်တစ်ခုကလောကမှာအမှန်တရားဆိုတဲ့ပုံမှာယုံကြည်လက်ခံတာလုပ်ရင်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့တဏှိဋ္ဌာန်နဲ့ရှိပြီယုံကြည်တာတချို့ကိစ္စတွေကအခုလို့အခုဖြစ်တာမဟုတ်ဘူးမယုံကြည်တဲ့လူကဆက်မလုပ်ကြတော့အခုဒီကနေ့ခေတ်မှာကမ္ဘာမှာအစရှိတဲ့လူတိုင်းလို့ကောင်းကင်ခရီးကသွားနိုင်တဲ့လေမြန်ဆိုတာတိထွင်မှုဟာလွယ်တကူဖြစ်လာတာမဟုတ်ဘူးအမျိုးမျိုးစမ်းသပ်တဲ့လူတွေဟာဘဝဆုံးရှုံးလို့
အနစ်နာမျိုးစုံခံပြီးတော့မှတဖြည်းဖြည်းချင်းတိုးတက်လာပြီးတော့ဒီအဆင့်ရောက်လာတာဖြစ်တယ်အဲ့ဒီလိုဆက်လက်ပြီးလှုပ်တာဟာယုံကြည်လို့လှုပ်တာပဲဖြစ်တယ်မယုံကြည်ရင်လှုပ်မှာမဟုတ်ဒါကြောင့်မို့အလုပ်တစ်ခုကချက်ချင်းဖြစ်တာမဟုတ်ဘုရားဘာသာတရားတော်နဲ့ပြောမယ်ဆိုလို့ရှိရင်သူမိရာယသိဘဝမှာဒီပင်ကရာမြတ်စွာဘုရားကကောရမဖေယဖြစ်လိမ့်မယ်လို့ဗျာဒိတ်ကြားခဲ့တယ်အဲ့ဒီမှာသူမိရာယသိဟာလေးသိင်ချေနဲ့ကဘာတသိန်းပါရမီဖြစ်ရင်ဖေယဖြစ်မယ်ဆိုတာကိုသူယုံကြည်တယ်ယုံကြည်လို့သူဟာလှုပ်ဆောင်ခဲ့တာဖြစ်တယ်အကယ်၍များမယုံကြည်ဘူးဆိုလို့ရှိရင်ဒီအလုပ်ကိုသူလက်လျှော့ပြမှာပဲဖြစ်တယ်ဘယ်ဟာပဲဖြစ်ဖြစ်ယုံကြည်မှုဆုံးဖြတ်မှုအမှန်တမ်းအရေးကြီးယုံကြည်တယ်ဆိုတဲ့နေရာမှာ resolution ဆိုတဲ့ဆုံးဖြတ်ချက်ပါအဲ့ဒီဆုံးဖြတ်မှုတဏိဌာန်ချထားမှုဟာတတ္တာလို့ခေါ်တဲ့အရာတစ်ခုပဲဖြစ်ယမယံခတတ္တာကိုအဓိမောက္ခ resolution decision လို့ခေါ်တယ်ဆုံးဖြတ်ချက်ဆုံးဖြတ်ချက်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာမမိတ်မသုံကြိုးစားတဲ့အခါနောက်ဆုံးမှအောင်မြင်သွားတယ်တောင်တဲ့သမားတယောက်ဟာဘလောက်ပဲမြင့်မြင့်ဒီတောင်ထိပ်ကိုငါရောက်ရမယ်လို့ယုံကြည်ချက်ရှိတယ်ယုံကြည်ချက်ကိုဥတည်ပြီးတော့ကြိုးစားအထောက်မှုလုပ်တဲ့အခါမှာသူမျှော်မှန်းတဲ့အတိုင်းရောက်သွားစီးပွားရှာတာလဲထို့အတူပဲနော်လောကမှာစီးပွားဥစ္စာကြွယ်ဝချမ်းသာခြင်းနဲ့ဆိုရင်ယုံကြည်ချက်နဲ့လုပ်ရမှာဖြစ်တယ်သို့တော့ယုံကြည်ချက်တစ်ခုတည်းလားလို့တော့ယုံကြည်ချက်ပေါ်မှာလှုပ်ဆောင်မှုတွေပါလာဘာတွေပါလာတော့ဆိုရင်နော်ဖြစ်ချင်တဲ့ဆန္ဒကြိုးပမ်းအထောက်မှုလုံလဝိရိယစိတ်ဓာတ်ကြံ့ခိုင်မှုအသိပညာဆိုတာပေါင်းစပ်ရမှာဖြစ်တယ်ဘယ်ရာပဲဖြစ်ဖြစ်တစ်ခုတည်းမဟုတ်ဘူးဆိုတာကိုတော့သတိထားအချိန်ကိုပြောနေတဲ့နာယီလေးတစ်ခုတည်းပဲစဉ်းစားကြည့်လေလူတိုင်းနာယီကိုသုံးနေတာစဉ်းစားကြည့်လိုက်အဲ့နာယီလေးမှာလက်တံနှစ်ခုပါတယ်မျက်နှာပြင်မှာခဏန်းလေးပါတယ်အတွင်းမှာပင်နီယန်ဆိုတဲ့စက္ကရိယာတွေပါတယ်ဘက်ထရီပါတယ်ကဲအဲ့ဒါတွေတစ်ခုချိုးတက်သွားလို့ရှိရင်အချိန်ကိုဖော်ပြနိုင်အောင်မလားမပြနိုင်ဘူးဘက်ထရီလည်းကောင်းတယ်ပင်နီယန်တွေလည်းကောင်းတယ်လက်တံတစ်ခုကိုဖြုတ်ထားလိုက်ဘာမှမလုပ်နဲ့လက်တံတစ်ခုပဲဖြုတ်ထားလိုက်အတူပဲဖြုတ်အရှိပဲဖြုတ်အချိန်ကိုသိနိုင်ပါအောင်သိနိုင်တော့အလုံးဟာပေါင်းစပ်နေမှာဖြစ်တယ်ဆိုတဲ့သဘောတရားကိုပြောပြတာပါအလုံးဟာပေါင်းစပ်ညီညွတ်ပေါင်းစပ်နေမှာအကျိုးရလဒ်တစ်ခုဆိုထွက်တာဖြစ်တယ်ဒါကြောင့်အကြောင်းတရားတွေအလုံးပေါင်းစပ်နေပြောတဲ့အခါတော့တစ်ခုကိုဥတည်ပြီးပြောတာဖြစ်တော့လည်းပဲအကြောင်းတရားတွေဟာတစ်ခုတည်းမဟုတ်ဘူးစီးပွားဥစ္စာတိုးတက်တယ်လို့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဘာတွေနဲ့ပေါင်းစပ်ထားတာတော့ဆိုလို့ရှိရင်သူတို့ဟာသူများတဲ့ပို့တဲ့လုံလဝိရိယစ조사အထောက်မှုရှိတယ်အဲ့ဒီစ조사အထောက်မှုဆိုတဲ့အထဲမှာဘာတွေပေါင်းစပ်ထားတော့လို့ဆိုရင်လုပ်ငန်းကျွမ်းကျင်မှုပါတယ်နည်းပညာပါတယ်ဆွဲလုံးလကြီးမားမှုပါတယ်ကိုယ်တိုင်လုံးနိုင်စွမ်းရှိတယ်စီမံခန့်ခွဲတတ်တဲ့စွမ်းရည်တတ်ရှိတယ်အဲ့ဒီငါးချက်ပေါင်းစပ်ပါဝင်နေပြီးတော့စ조사ရမှာဖြစ်တယ်ဒီတိုင်းအယမ်းမဲ့လှုပ်ရှားနေတာကိုစ조사တယ်လို့ပြောတာမဟုတ်စ조사မှုဆိုဒီမှာအကြောင်းတရားတွေပေါင်းစပ်ပြီးတော့စ조사နေတာသာဖြစ်တယ်အဲ့ဒါလို့ငါးရက်လုပ်ငန်းကျွမ်းကျင်မှုမရှိရင်လည်းပျက်စီးတယ်နည်းပညာမကောင်းရင်လည်းမအောင်မြင်ဘူးဆွဲမရှိလို့ရှိရင်လည်းအောင်မြင်မှုပန်းနိုင်ကိုမရောက်နိုင်ဘူးကိုယ်တိုင်မလုပ်တတ်ဘူးဆိုတဲ့လူတွေလည်းအောင်မြင်မှုတရဖူမဆောင်နိုင်ဘူးစီမံခန့်ခွဲတတ်ခြင်းဆိုတာမရှိဘူးဆိုရင်လည်းအောင်မြင်မှုမရနိုင်ဘူးဒါကြောင့်မို့ကြိုးပမ်းအထောက်တယ်ဆိုတာဟာလုပ်ငန်းကျွမ်းကျင်မှုဒီပညာကောင်းမှုဆွဲလုံးလာကြီးမားမှုနဲ့ကိုယ်တိုင်လုံနိုင်စွမ်းရှိမှုလုံနိုင်စွမ်းဆိုတာကိုယ်လည်းလုံတတ်တယ်လုံတတ်မှစီမံခန့်ခွဲတတ်တာဖြစ်တယ်
ကိုယ်မတတ်တဲ့ပညာရက်ကိုသူများသွားဆရာလုံးလို့ရှိရင်သူလိန်သမျှခံရမှာပဲဒါသိချရတယ်တရားနော်အဲ့တော့ကိုယ်တိုင်လည်းတတ်တယ်ကိုယ်တိုင်တတ်တဲ့ပညာနဲ့သူများကိုစီမံခန့်ခွဲရတယ်ဒီအချက်၅ချက်ပြည့်ပြီးဝပေါင်းစပ်ပြီးဆိုရင်အထွတ်ထိပ်ကိုရောက်လာတာပဲဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကခုနပြောတဲ့လူဆန္ဒတွေဖြည့်ဆည်းဖို့အတွက်တတ္တာဆိုတဲ့ယုံကြည်ချက်အခြေခံအဖြစ်ရှိရမယ်ယုံကြည်ချက်ရှိလာပြီးတဲ့နောက်မှာလူသားတွေအတွက်ဘာရည်ချင်းတို့အပ်တယ်လဲဆိုရင်ကိုချင်းတရားဆိုတာလောကလူတွေကကိုချင်းတရားကိုဒီနောက်ဘဝအတွက်လို့ထင်ကောင်းထင်နေလေမဟုတ်ဘူးဒီဘဝကြီးပွားတိုးတက်လာလေကိုချင်းတရားကောင်းမှကြီးပွားတိုးတက်တာကိုချင်းတရားပြက်ပြားသွားတာနဲ့တပြိုင်နက်ဒီလူရဲ့စီးပွားဥစ္စာတွေဟာကြိုးကြပျက်စီးသွားတယ်ဒါကြောင့်မို့ကိုချင်းတရားဆိုတာအမှန်တမ်းအရေးကြီးတာကိုချင်းတရားဆိုတာတခြားဟာတွေမဟုတ်ဘူးအနည်းဆုံးခုနကဆောက်တည်လိုက်တဲ့၅ပါးသီလအဲ့ဒီ၅ပါးသီလဟာအခြေခံခိုင်လုံတဲ့ကိုချင်းတရားပဲဖြစ်တယ်အဲ့ဒီကိုချင်းတရားတွေတဲ့ကနေတခုဖောက်ဖျက်လိုက်တာနဲ့တပြိုင်နက်ကျန်တာတွေဟာပြိုကွဲသွားနိုင်ဘာလဲလို့ဆိုမူရစေဝသုံးလိုက်ပဲလေအယတိသတောက်စာမူရစေဝသုံးဆွဲလိုက်တာနဲ့တပြိုင်နက်ကျန်တဲ့ဟာတွေပါကျိုးပေါက်ကုန်တတ်တယ်ပေါ့ဒါကြောင့်မို့မူရစေဝသူရမေရယမစ္ဆပမထဌာနာသူကကိုယ့်ရဲ့စိတ်ထက်ကိုယ်သာပျက်စီးစေတာမဟုတ်ဘူးကျမ်းမာရေးကိုလည်းပျက်စီးတယ်စိတ်ဓာတ်ကိုလည်းပျက်စီးစေတယ်တန်ဖိုးကြီးမားတဲ့လူတွေရဲ့တတိထားမှုဆိုတဲ့တတိကိုလည်းဖျက်ဆီးနိုင်တယ်ဒါမို့မူရစ်တယ်ဆိုမူရစ်ခြင်းရဲ့အကြောင်းဖြစ်တဲ့တရားတွေမူရစ်ခြင်းမူရစ်စေတတ်တဲ့အရာတွေကိုသုံးဆွဲခြင်းဟာလူဘဝမှာလူညွန့်တုံးစေခြင်းပဲဖြစ်တယ်သိတော့သိတယ်လောကလူတွေဟာမသိကြတာတော့မဟုတ်ဘူးသိကြသိရတဲ့နဲ့မလုံးနိုင်တာဘာကြောင့်လဲသိတယ်မရှောင်နိုင်ဘူးမသိလို့လုံးမိတာကတခုသိသိကြီးလုံးနေတာတခုဘာကြောင့်လဲလို့ဆိုလူသားတွေကိုမကောင်းတဲ့ဘက်ကိုပို့ဆောင်နေတာအင်အားကြီးမားဆုံးအကြောင်းတရားနှစ်ခုရှိတယ်ဆိုတာလေးကိုမှတ်သားထားဖို့အင်အားကြီးမားဆုံးအကြောင်းတရားနှစ်ခုဆိုတာဘာလို့ဆိုရင်ဒီတဏှာဆိုတာရဲ့တဏှာဆိုတာလူချင်းတောင်းတနေမှုနောက်တစ်ခုကအမှန်မသိမှုအဝိဇ္ဇာနဲ့တဏှာဒီနှစ်ခုဟာပေါင်းစပ်ပြီးတော့လောကကြီးတစ်ခုလုံးကိုဒုက္ခရောက်အောင်ဖြစ်ပေါ်စေတတ်တယ်ခုခေတ်နဲ့ပြောမယ်ဆိုရင်လူကိုဒုက္ခပေးနေတဲ့ယောဂကြီးဟာကင်ဆာယောဂလို့ပြောမယ်ဆိုရင်နော်ကင်ဆာယောဂဖြစ်ပွားနေတဲ့လူတွေမှာကင်ဆာယောဂဒုက္ခပေးတယ်လို့ဆိုတာလို့လူတွေရဲ့စိတ်ဓာတ်ကိုပျက်စီးစေတတ်တဲ့တရားနှစ်ခုဟာအဝိဇ္ဇာနဲ့တဏှာပဲဖြစ်တယ်အဝိဇ္ဇာကအမှန်မသိတာတဏှာကတတ်မဲ့တာအဲ့ဒီနှစ်ခုဟာအပြန်အလှန်ဥဆောင်မှုပေးနေတယ်စဉ်းစားပြီးတော့ကြည့်အောင်လူငယ်တယောက်မူရစေဝရဲ့ဆိုးချိုးကိုမသိဘူးမူရစေဝသုံးလို့ရှိရင်စိတ်ကူးရင်လို့ကောင်းတယ်ဆိုတဲ့အကြောင်းလေးကိုသိပြီးတော့ဆိုးချိုးကိုမသိသည့်အတွက်ကြောင့်မူရစေဝကိုစသုံးလိုက်တယ်သုံးလိုက်တဲ့အခါစသုံးတော့ကတော့မသိလို့လုံးမိတယ်ပေါ့အဲ့ဒါအဝိဇ္ဇာကဥဆောင်လိုက်တာမသိခြင်းဟာအဝိဇ္ဇာသုံးလိုက်တဲ့အခါကျတော့ဖြတ်လို့မရတော့ဘူးဆိုတာကြတော့တဏှာဖြစ်သွားဖြတ်လို့မရတော့ဘူးဆိုးကျိုးတွေသိတယ်အိမ်ကမိဘတွေကလည်းမကြည့်ဘူးဆွေမျိုးသားချင်းတွေကလည်းမကြည့်ဘူးဘယ်သူမှလက်မခံတော့ဘူးဆိုတဲ့ဒုက္ခရောက်တာတွေကိုသိတော့လည်းပဲဖြတ်မရလို့သူဟာမရှောင်နိုင်လို့ဆက်သုံးနေတာကြတော့တဏှာကဥဆောင်တယ်လို့ခေါ်တယ်တိကြီးလှုပ်ထားကြတော့တဏှာကဥဆောင်တယ်မသိလို့လှုပ်ထားအဝိဇ္ဇာကဥဆောင်အဲ့တော့ဒီ
ဒီရဲ့ရင်ထဲနှလုံးထဲမှာဖြစ်နေတဲ့လူစိတ်ထဲမှာစွဲနေတဲ့ဒီအစိုးတရားနှစ်ခုဟာလူတွေကိုဆိုးချိုးတက်ရောက်စေတာပဲဖြစ်တယ်ပေါ့အဲ့ဒီတရားနှစ်ခုဟာဖယ်ရှားရမယ့်နိလန်းရှိတယ်ပေါ့ဖယ်ရှားရမယ့်နိလန်းကအလုံးဟာအသိပညာနဲ့ဖယ်ရှားရမှာပဲဖြစ်တယ်ဒါကြောင့်မို့အသိပညာကိုတိုးတက်အောင်လုပ်အောင်အခြေခံကကိုချင်းသီလကိုချင်းသီလနဲ့စတင်ပြီးတော့ထိမ့်သိမ့်နေပြီးတဲ့အခါကျတော့ပညာဆိုတဲ့အသိပညာနဲ့ထိမ့်သိမ့်တယ်ပညာဆိုတာလုံတင်တာနဲ့မလုံတင်တာခွဲခြားသိတာပညာလုံတင်တာနဲ့မလုံတင်တာခွဲခြားသိမှမလုံတင်တာကိုရှောင်နိုင်မှာဖြစ်တယ်လုံတင်တာကိုလုံးနိုင်မှာဖြစ်တယ်လုံတင်တာလုံးမှမလုံတင်တာရှောင်မှလူဘဝကြီးပွားတိုးတက်နိုင်တာဖြစ်တယ်ဒါကြောင့်မို့လို့သီလနဲ့ပညာဒီနှစ်ခုဟာအရေးပါတယ်လို့ပြောတာနော်ဒီသီလပညာနှစ်ခုပေါင်းစပ်ထားလိုက်ရင်ခုနပြောတဲ့လူရဲ့စိတ်ဆန္ဒတွေအားလုံးဟာပြည့်ဝလာမှာပဲဖြစ်တယ်စီဝါဥစ္စာတိုးတက်ခြင်းနဲ့ဂုဏ်သရင်ကြော်ကြားခြင်းနဲ့လူရဝိညာဉ်နဲ့ကျမ်းမာခြင်းနဲ့အသက်ရှည်ခြင်းနဲ့နောက်ဆုံးဘဝတစ်ခုဆုံးသတ်ရင်တည်သည့်ချမ်းမဲ့မှာကောင်းတဲ့ဘုံကိုရောက်ခြင်းနဲ့ဆိုတဲ့လူရဲ့ဆန္ဒတွေကိုပြည့်ဝစေနိုင်တဲ့အကြောင်းတရားတွေအဲ့ဒီထဲမှာမြတ်စွာဘုရားက generosity လို့ခေါ်တဲ့ရရောမှုကိုယ်သာသုံးမယ်ဆိုတဲ့ကျင့်မြောင်းတဲ့စိတ်ရှိနေလူတွေဟာမကျင့်တတ်မှုနဲ့နေထတယ်အဲ့ဒါကိုစာပေကျမ်းကမှာစာခလို့ခေါ်တယ်စာခဆိုတာကိုယ်သာသုံးမယ်ဆိုတဲ့မစ္စရိယတရားရဲ့ဆန့်ကျင်မဲ့တရားပဲဖြစ်တယ်မစ္စရိယဆိုတာကိုယ်တယောက်တည်းအရာရာမှာကိုယ်အတွက်သာချိတတ်တယ်အများအတွက်မချိတတ်တဲ့သဘောတရားကိုလိုဘသူကမှမဖြစ်စေချင်တာကိုတယောက်တည်းပဲဆိုတဲ့ကိုချိုးရှာအတ္တကြီးမားတဲ့မစ္စရိယတရားကိုဖယ်ရှားနိုင်မှုလိုအပ်တယ်အဲ့ဒါဖယ်ရှားလိုက်လို့ရှိရင်အာလုံးလူတွေရဲ့ဆန္ဒဟာပြည့်စုံသွားမှာဖြစ်တယ်ဒါကြောင့်မို့မှတ်သားထားဖို့ရာကလူဆန္ဒပြည့်ဝဖို့အတွက်နံပါတ်1ကယုံကြည်ချက်တတ်တာနံပါတ်2ကကိုချင်းသီလနံပါတ်3ကစာခနံပါတ်4ကပညာလို့သူဆိုလို့တယ်အဲ့ဒီမှာအရေးကြီးဆုံးနှစ်ခုကိုပြောပါဆိုရင်သီလနဲ့ပညာပဲနော်အရေးကြီးဆုံးနှစ်ခုကသီလပညာနှစ်ခုရှိရင်ကျန်တာတွေဖြစ်ဖို့မခဲရင်တော့ဒါကြောင့်မို့သီလပညာကတော့တစ်ခုသီလကိုဖယ်ပြီးတော့ပညာတစ်ခုတည်းယူလို့လည်းမရဘူးပညာကိုဖယ်ပြီးကိုချင်းသီလတစ်ခုတည်းလုပ်လို့လည်းမရဘူးဒီနှစ်ခုကခေါင်းနဲ့ပန်းလို့ပဲထင်္ကားတစ်ချက်မှာခေါင်းနဲ့ပန်းလို့ပဲဒီနှစ်ခုကပေါင်းစပ်ထားမှာဖြစ်တယ်အဲ့ဒီလိုမြတ်စွာဘုရားကဆုံးမဩဝါဒပေးပြီးတော့ဟောကြားခဲ့တာဖြစ်တယ်ပေါ့အဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမတွေဟာလောကမှာလက်တွေ့ကြတယ်အေးကြီးပွားတိုးတက်ဖို့အတွက်ဒီရည်ချင်းတွေအနေထားတစ်ခုဖော်ဆောင်မှုမြတ်စွာဘုရားဒီအရည်ချင်းတွေပြည့်ပြီးတဲ့နောက်မှာဒီပုဂ္ဂိုလ်တရားဟာစင်စစ်မပြတ်လဲပတ်ပြီးတော့ကြီးပွားနေတခါတလေကြီးပွားတိုးတက်မှုတော့ရှိတယ်ကြီးပွားတိုးတက်မှုကတဖြည်းဖြည်းယိုယွင်းပြီးတော့ကြာဆုံးသွားတာလည်းရှိတတ်တယ်စက်ယုံကြီးတော့တည်ထားတဲ့စက်တွေမလဲပတ်နိုင်ဘူးလဲရင်ရှုံးတယ်နော်လဲလိုက်တာနဲ့ရှုံးကုန်ဆက်မလဲနိုင်တာမျိုးဖြစ်တတ်တယ်အဲ့တော့ဆက်ပြီးလဲပတ်နေဖို့အတွက်ကဘာတွေလိုအပ်လဲကောင်းတဲ့လမ်းကြောင်းပေါ်ရောက်ပြီးတော့ဆက်ပြီးဖြစ်နေဖို့အတွက်လိုအပ်ချက်ကဘာလို့ဆိုနံပါတ်1နေရာရွေးချယ်မှုမှန်ကန်ရမယ်ဒါကိုပฏิရူပဒေသဝါဒလို့မင်္ဂလာတရားထဲမှာဟောတာအဲ့ဒါနေရာရွေးချယ်မှုမှန်ကန်ခြင်းပဲနော်နေရာရွေးချယ်မှုမှန်ကန်ရမယ်နောက်ပြီးတော့လူတော်လူကောင်းကိုယ်လုပ်ငန်းကိုပံ့ပိုးနိုင်မဲ့ပုဂ္ဂိုလ်ဆရာကောင်းသမားကောင်းအကြံကောင်းဉာဏ်ကောင်းပေးနိုင်တဲ့ပုဂ္ဂိုလ်နဲ့လက်တွဲရမယ်ဒါနော်
နေရာရွေးချယ်မှန်ကန်တဲ့နေရာကိုရွေးချယ်ခြင်းဆရာကောင်းသမားကောင်းအပေါင်းအသင်းကောင်းနဲ့လက်တွဲခြင်းနံပါတ်3ကအတ္တသမပဏိတိလို့ခေါ်တယ်ကိုပြုပြင်ထိမ့်သိမ်းဆောက်ရှောက်ခြင်းကိုပြုပြင်ထိမ့်သိမ်းဆောက်ရှောက်ခြင်းဆိုတာဘာအလုံးစိတ်သီလနဲ့ပညာပဲကိုချင်းတရားကောင်းအောင်ထိန်းရမယ်အသိပညာတိုးတက်နေအောင်အမြဲလုပ်ရမယ်အသိပညာတိုးတက်နေအောင်ဘာလုပ်ရမလဲစာဖတ်ရှုရမယ်စဉ်းစားရမယ်ကိုယ်နဲ့သက်ဆိုင်တဲ့ subject တွေကိုဖတ်နေရမယ်အမြဲလေ့လာရမယ်မေးမြန်းရမယ်ဆွေးနွေးရမယ်ဆွေးနွေးမှုဆိုတဲ့နေရာမှာဒီကနေ့ခေတ်မှာဆွေးနွေးမှုတွေကပုံစံနဲ့ပြောင်းတယ်နော်အကြောင်းအရာတစ်ခုကိုအကျိုးပေါ်အောင်ဆွေးနွေးဖို့လိုအပ်တယ်ပေါ့အခုကတန်ဖိုးရှိတာဆွေးနွေးမှုမရှိမဟုတ်ဘဲနဲ့တခြားအကြောင်းအရာတွေဆွေးနွေးပြီးဆွေးနွေးပွဲမှာရန်ဖြစ်သွားကြတာလည်းရှိတယ်ကိုဟာသူဟာရှေ့တန်းတင်ပြီးပြောကြတာဖြစ်တယ်တကယ်အကြောင်းအရာတစ်ခုကိုဆွေးနွေးမှုဟာအမှန်တမ်းတန်ဖိုးရှိတယ်လို့ပြောဒီကနေ့ခေတ်ဆွေးနွေးပွဲတွေနော်အစည်းအဝေးတွေအမှန်တမ်းများတယ်သို့တော့အကောင်အထည်မပေါ်တဲ့အစည်းအဝေးကိုနေတိုးလို့ခေါ်တယ်နော်နေတိုးလို့ခေါ်တယ်နေတိုးဆိုတာအဓိပ္ပာယ်ဖွင့်တဲ့အခါကျတော့ non action talk only ဒီနေတိုးက NATO ဒီစကားလုံးလေးလုံးလေးကိုပေါင်းပြီးနေတိုးလို့ခေါ်တယ် non action လုံးမပါဘူးထောက်ကုန်းဒီအပြောတတ်တဲ့ဖဲအဲ့ဒီအစည်းအဝေးမျိုးကြရင်တော့အသုံးဝင်မှုတာသိကြတယ်နော်လှုပ်တယ်ငွေကုန်ကြီးချအစည်းအဝေးကြီးတွေကျင်းပတယ်ပြီးရင်အပေါင်းအရင်တန်တန်နဲ့ပြောသွားကြတယ်စာရန်ကြီးတွေဖတ်ကြတယ်ဟိုဟာတွေလှုပ်တတ်တယ်ပြီးပြီဆိုတော့အတန်တွေတိတ်သွားတယ်နောက်ထပ်အကောင့်ထဲပေါ်တာလည်းမရှိဘူးဘာမှလှုပ်တာလည်းမရှိဘူးဆိုအဲ့ဒါနေတိုးအစည်းအဝေးလို့သာမှတ်ထားပြီနော်နေတိုးအစည်းအဝေးဆိုတာအချိန်ကုန်ခြင်းငွေကုန်ခြင်းပဲဖြစ်တယ် non action talk only ဆိုတာမဖြစ်စေဖို့စီမံချက်တစ်ခုချပြီးအကြံကောင်းဉာဏ်ကောင်းတွေနဲ့လုပ်ပြီးအကောင့်ထဲပေါ်တဲ့ဆွေးနွေးပွဲပဲလုပ်တဲ့ပေါ့နော်အဲ့လိုမလုပ်လို့ရှိရင်သူကတမိုးတက်လာမှာမဟုတ်ဘူးအသိပညာလည်းတိုးတက်လာမှာမဟုတ်ဘူးကိုသိတာကိုပြောကိုစကားငါစကားနွားရညင်ညခုံညပြီးငြိမ်သွားကြပြန်ကော်ဖီတောက်မုံစားပြန်ညပြန်အဲ့ဒါနေတိုးအစည်းအဝေးလို့ခေါ်တယ်အဲ့ဒါမျိုးမဖြစ်သင့်ဘူးအစည်းအဝေးတစ်ခုကပညာရသွားရစီမံချက်တစ်ခုဖြစ်သွားမယ်အများရဲ့ဆုံးဖြတ်ချက်နဲ့တစ်ခုအောင်မြင်မှုရသွားဒီလိုပဲဖြစ်တဲ့ပြန်ဒီဆန်းစစ်တဲ့အစည်းအဝေးမျိုးဖြစ်တဲ့အလုပ်တစ်ခုလုပ်ပြီးပေါင်းစုလုပ်တဲ့အခါမှာတို့ဘယ်တော့ကဘာလုပ်ခဲ့တယ်ဘာလုပ်တယ်အဲ့ဒီလုပ်တာအကျိုးအမြတ်ဘယ်လောက်ရှိလဲဒီနေရာမှာဘာမှားတယ်လဲဘယ်အချက်ကတော့ဆက်လက်လုပ်တဲ့နဲ့ဘယ်အချက်ကတော့မလုပ်တဲ့ဘူးဆိုတာတွေကိုအများသဘောနဲ့အမှားမှန်ရှာကြံပြီးတော့ပြုပြင်ထိမ့်သိမ့်တဲ့အစည်းအဝေးမျိုးဒါမျိုးချတယ်နော်တန်ဖိုးကြီးမားတယ်လို့ပြောမလုပ်ရဘူးမဟုတ်လုပ်ရမယ်အစည်းအဝေးလည်းလုပ်ရတယ်တာကိစ္ဆာလို့ခေါ်တဲ့အတူတကွဆွေးနွေးပြောဆိုမှုကလည်းရှိရဒါမှအကြံကောင်းဉာဏ်ကောင်းတွေရနိုင်တာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားဟောတဲ့အဆုံးအမတွေကဒါတွေအားလုံးခြုံငုံထားတာနေရာရွေးချယ်မှုမှန်ကန်ရမယ်မိကောင်းဆွေကောင်းအကြံဉာဏ်ကောင်းပေးနိုင်တဲ့ပုဂ္ဂိုလ်တွေနဲ့ဆုံစည်းရမယ်ပြီးတဲ့အခါကျတော့အတ္တသမပဏိတိကိုပြုပြင်ထိမ့်သိမ်းနိုင်စွမ်းရှိရမယ်မကောင်းသေးရင်ကောင်းအောင်ပြင်ရမယ်တိုးတက်လာအောင်လုပ်ရမယ်ကိုစိတ်ကိုအလိုမလိုက်ရဘူးလို့ဆိုလိုတယ်မကောင်းတဲ့ဘက်ကိုအလိုမလိုက်ရဘူးကိုမှသီလနဲ့ပြည့်စုံရင်လားအသိပညာပြည့်စုံရင်လားကိုချင်းသီလနဲ့ပြည့်စုံပြီးရင်အသိပညာဟာအမြဲတမ်းရှုခြင်းအောင်မြင်ကြီးပွားသွားတဲ့ပုဂ္ဂိုလ်တွေနိနာနေတရားကိုဘာကြောင့်ကြီးပွားတယ်ဆိုတာစူးစမ်းလေ့လာခြင်းဆိုတာတွေနဲ့အသိပညာတိုးတက်နေအောင်လုပ်ခြင်းဟာအတ္တသမပဏိတိပဲ
သီလမရှိသေးရင်သီလရှိလာအောင်ကိုချင်းပညာအားနည်းနေသေးရင်ပညာတိုးတက်လာအောင်ကြိုးစားအထောက်အောင်ဒါအတ္တသမပဋိအဲ့ဒီအားလုံးအခြေအနေတစ်ခုဟာအခြေခံရှေးကလုပ်ခဲ့ပြီးသားဖြစ်တဲ့ရှေးကုသိုလ်ကံအခြေအနေကောင်းပေါ်မှာမူတည်ပြီးတော့ဆောင်ရွက်ရမှာဖြစ်တယ်။ဘုန်းကြီးတို့တွေဟာလူဘဝရလာကြတဲ့ဟာအခြေအနေကောင်းတွေရထားပြီးသားဖြစ်တယ်။နော်။အခြေအနေကောင်းတွေဟာရထားပြီးသားဖြစ်လို့ကိုယ်ရှင်တဲ့နှလုံးထဲမှာကောင်းမြတ်တဲ့အနေအထားတွေနားလည်နိုင်စွမ်းရှိတဲ့ပင်ကိုယ်ဉာဏ်တွေရှိပြီးရှစ်ဆက်အလုံးလို့ဖို့ပဲလိုအပ်တယ်။အလုံးလို့မယ်ဆိုလို့ရှိရင်အောင်မြင်ကြီးပွားမှုတွေကတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုဆက်လက်ပြီးတော့အောင်မြင်သွားမှာအဲ့ဒါကိုတမ္ပတိ14ပါးလို့ခေါ်တာပဲအောင်မြင်ကြီးပွားဖို့ရာအတွက်နေရာကောင်းရွေးချယ်ခြင်းနေရာကောင်းမှာလှုပ်ဆောင်အေးထိုင်ခြင်းမိတ်ကောင်းဆွေကောင်းရှိခြင်းဆရာကောင်းတမန်ကောင်းအကျဉ်းကောင်းဉာဏ်ကောင်းများရယူခြင်းပြီးတဲ့အခါမှာကိုယ့်ကိုယ်ထိမ့်သိမ်းဆောက်ရှောက်တိုးတက်မြင့်မားအောင်ကြိုးစားခြင်းနဲ့ကုသကံကြိုးစားအထောက်ခြင်းဆိုတဲ့ဒီအချက်၄ချက်ပဲဖြစ်တယ်။အဲ့ဒီအချက်၄ချက်ရရှိပြီးပြီဆိုလို့ရှိရင်အောင်မြင်မှုတွေဟာတစ်ခုပြီးတစ်ခုတိုးတက်များပြားလာမှာဖြစ်တယ်။ဒါကိုမြတ်စွာဘုရားကတိုးတက်ကြီးပွားအကြောင်းတရားများအဖြစ်ဟောကြားတာဖြစ်လို့ဒီတရားများကိုမှတ်သားနိုင်ယူပြီးမိမိရဲ့ယဉ်နဲ့နှလုံးထဲမှာကိုယ်ဘဝမှာပြည့်စုံအောင်ကြိုးစားအထောက်ကြမှာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေဟာမှတ်သားနိုင်ယူပြီးလက်တွေ့ဘဝမှာလက်တွေ့လှုပ်ဆောင်ကြရမှာဖြစ်လို့လက်တွေ့လှုပ်ဆောင်ခြင်းအဖြစ်သာလဲအကျိုးသက်ရောက်မှုကိုရမှာဖြစ်သည့်အတွက်ကြောင့်မမှန်ကန်ကန်ဆုံးဖြတ်နိုင်တဲ့အသိပညာကျိုးပန်းအထောက်မှုလုံလဝိရိယချမ်းခိုင်တဲ့စိတ်ဓာတ်ကောင်းမြတ်တဲ့အပေါ်မှာဖြစ်ပွားစေလိုတဲ့စိတ်ဆန္ဒလို့ဆိုရဲအောင်မြင်မှုအကြောင်းတရား၄ရပ်ကိုမိမိရင်ထဲနှလုံးထဲမှာအခိုင်အမာတည်ဆောက်ပြီးကြီးပွားတိုးတက်အောင်ဘဝမှာကြီးပွားတိုးတက်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း